ချိုကထပြန်နေတာလားလို့လိုက်ကလေးတွေပြည့်စွလာတဲ့တောင်ဆက်မှာကြင်မောင်နှံတောင်မှန်ရှစ်လို့ပြောမျိုး ဘာလို့ရှောက်ပြောနေတာလဲတမွဲမှမရှိတဲ့ကောင်ကဘယ်လိုလုပ်တောင်မှန်ထွက်လာမှာတော့ကျွတ်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 ရွှေတော ရွှေတို့မိကြဘာလုပ်ရလဲလို့ ဟိုငားများတာပဲ ဟင်ဒါဆိုရင်ဒီငါ့ကိုမိမြတ်သွားတာပေါ့ဟုတ်လားဟုတ်လား ဟိုဆွေးလုံးလို့လေစားကြည့်လို့ ဒီမဲ့နက်ကတော်ကြီးခမ ्या ပြောတော့အထမြောက်တယ်ဆိုနက်ကအငွေ့စားတာမဟုတ်အတွေ့စားတာဆိုဗျ အဲ့ဒါရှင်းသားမွေးနေတာကျမတို့နဲ့မဆိုင်ဘူး ရှင်းတော်မွေးတယ်နော်ရှင်းကိုနတ်ကြိုက်လိုက်မယ် အော်ကိုင်းကိုင်းစီဗျာဒီနဲ့နေဆွဲဆောင်နေတာကျွန်တော်မခံနိုင်ဘူး ဟဲ့ကမင်းတို့နက်မကန်ခင်ငါမင်းကိုအရင်ကြိုက်မဲကွာနားလေလားမင်းမပြည့်နဲ့လို့ဟဲ့က ဟောအဖေမလာရင်ပြေးစရာမလိုဘူးလို့အဖေ ဟဲ့ကမင်းဒီအတန်နဲ့ငါအတန်ကြီးနဲ့လိုက်မပြောနဲ့မင်းစီကိုငါလာပြီလို့နော် အဖေလာမလို့ပြေးရမှာပေါ့အဖေရဲ့ပြေးရမှာပေါ့လို့နော် အာမင်းကငါတဲ့တော့အတန်ကောင်းနေပါလားကွာမင်းသိပြီတော့လို့မင်းသိပြီတော့လို့ဟမ် မလေးဟဲ့သားဖာနေရစကားများနေတာဘေးလူတွေကိုချော့သိနေလို့ပါပဲ မမလမ်းလျှောက်ထွက်လာမလား ဟုတ်တယ်နင်းတော့ပဲလေဘယ်မှမလဲဘူးတို့လည်းလမ်းလျှောက်ထွက်လာကြတာ အလျံပေါ့ရှင်တို့လည်းအလျံမဲမလားလို့ ဟဲ့ဘာစကားပြောတာလဲ ဥယျာဉ်ပြောတာမဟုတ်ဘူးဝင်းမုံကိုပြောတာလူလေလမ်းနဲ့မလား အေးငါတောက်လျှောက်လမ်းနေတာနော် ဟဲဖလားဖလားပေါ့ဦးရခရောရောင်သွားလို့ပါဦးရခရော ငါစိတ်တွေမနဲ့မိုးလင်းတွေကကြည်လင်လန်းဆန်းနေတာနော်အခုငါတို့သားဖားတွေလမ်းလျှောက်ထွက်မလို့မင်းတို့မလိုက်နောက်ကျမလို့